လေလေဒီကောင်လေကောင်လေဒီကောင်လေလောင်ရင်သူဟိုခါတော့ကြာတာခုနကမီးလောင်ရတယ် လောပါသေးလား ဟုတ်လေဒီစီကိုခေးရတာ ဒီဇယ်နဲ့ဟိုကော်နဲ့ခဲတာ ဟုတ်တယ် ဖော့ကဲနဲ့လေဖော့ကော်နဲ့လေဒီဇယ်နဲ့ဖော့နဲ့သူခဲတော့သူထဲတာဒီမှာတော်တယ်လို့မီးလောင်လဲလုံးမကွဲတာ မရှိတော့ပူပဲကျင်တော့ သူဖူးပေါက်လာဒီကောင်ကပေါက်လာဖြစ်မယ်နော် တိုင်းကမတင်နဲ့တော့တိုင်းကမတင်နဲ့တော့ပြထားတယ်နာအဲ့လိုလေတိရ သူ ဟိုနေရာတိပါဘူးသူချနေရမှန်းတယ်